共记住了呢，比上了摩罗的黑马呢明啦西西的哩。Kristu的黑呢，起来说了巴拉都尼古莫那马帮助。ဒီကနေ့အမိကဲသလစ်အသင်းတော်ကမမြတ်တော်ပြုကညာစင်မာရိယာအပြစ်မဲ့တရီလူပွဲကူကဘာတဝလုံး၌ကျင်းပနေတယ်လို့ကျွန်တော်တို့ရဲ့စင်မေရီကက်သရယ်ကျောင်းတော်ကြီးရဲ့ပွဲနေ့လည်းဖြစ်ပါတယ်ဒီအပြစ်မဲ့တရီလူတော်တခေမအကြောင်းIsaiah prophet Isaiah ကနေကြည်လောအပြူကညာကနေသားယောက်ျားကိုဖွားမြင်လင်းပြီဒီ prophet Isaiah ရဲ့ကြီးညာချက်ကိုတရားမင်း Gabriel ကထပ်လောင်းပြီးတော့ကြီးညာပြီးတကလားမေရောကူတိုင်လည်းပဲယဟန်တဘယ်နဒစ်တာထံကူယောင်ထင်ပြရှင်ကငါဒီအပြစ်မဲ့တရီရောသူဖြစ်သည်ဟုတ်ပြောပြခဲ့ပါမေရတခေမဟာဘာကြောင့်အပြစ်မဲ့တရီယူချင်းပွေနာမတော်နဲ့ထိုက်တန်တယ်လဲဆိုရင်မေရောဟာအပြစ်မဲ့နှလုံးသားပိုင်ရှင်ကဘာဦးကလေးကသားတော်ဖျားရဲ့မေရောအဖြစ်ဖယားရှင်ကိုရောတိုင်ကျူတင်ရွေးကောက်ထားတော့အမျိုးသမီးဖြစ်နေလို့ပဲဖြစ်ပါတယ်အဆွေစဖူရန်စေနာဘယ်လိုပြောလဲဆိုတော့လူသားတဦးအနေနဲ့ဖယားခင်ကမိမိရဲ့အမေကိုဇွီးပိုင်ခွင့်ပေးတယ်ဆိုရင်ဘယ်လိုလုပ်ကြမလဲတဦးစီကကိုအမေကိုရွေးမယ်ဆိုရင်ဘယ်လိုရွေးကြမလဲအချောဆုံးအလားဆုံးအထီးဆုံးအဖြူစင်ဆုံးတော့ဖြစ်မှာပဲသူနည်း၎င်းပါပဲသခင်ခရစ်တော်ကသူ့အမေအတွက်သူတင်ရွေးထားတယ်နန်းတွင်သမီးဒီမရွေးဘူးနာဇရက်မြို့သူလေးအပြူကညာလေးကိုပဲရွေးချယ်ခဲ့ပါတယ်။ဒါကြောင့်ဘာသူအပေါင်းတို့မေရမာရိယာရဲ့ဘဝတစ်လျှောက်မှာလည်းပဲဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာနဲ့အလားမဝေးခဲ့တယ်လို့သူမရဲ့ဘဝမှာအမဲတမ်းကိုရောရှင်ရဲ့အမင်းတော်အတိုင်းကျွန်မ၌ဖြစ်ပါစေလို့ဝတ်ဆုနိုင်ခဲ့တာဖြစ်ပါတယ်တခါတည်းဆိုတာမဟုတ်ဘူးနာဇရက်မြို့အမင်းတော်ပြန်တဲ့နေ့ကစပြီးအသက်လုံးကာဗရီတောင်ချီကားရိုင်အောင်အမင်းတော်တိုင်ဖြစ်ပါစေဆိုတဲ့နားမလည်နိုင်ပြီမဲ့မေတော်ရဲ့ဖီးယာဆိုတဲ့ယုံကြည်ခြင်းကိုကျွန်တော်တို့ကျင့်ပခြင်းဖြစ်ပါတယ်တရားမင်းဂါဘရီယယ်ကကျေးဇူးတော်အပေါင်းနဲ့ပြည့်စုံတော်မူသောသခင်မလို့နှုတ်ဆက်တဲ့အချိန်မှာသခင်မအားတင်တယ်နားမလည်နိုင်ဘူးဘုရားသခင်အရှိမျက်မှောက်မှာဘာမှမဟုတ်ကြောင်းမိမိရဲ့နှိမ်ချခြင်းကိုဖော်ထုတ်ပြသနိုင်ခဲ့တဲ့မေတော်ဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူများအနေနဲ့လည်းပဲမိမိတို့ရဲ့ခရစ်ယာန်ဘဝကိုကောင်းကောင်းမွန်မွန်အသက်ရှင်နေထိုင်နိုင်ဖို့ရာမေတော်ကိုစံပြဖြစ်အားကိုးရပါမည်ဘုရားသခင်ပေးထားတဲ့စံပြမေတော်ဖြစ်ပါတယ်ကျွန်တော်တို့တည်းဟာမေတော်ရဲ့ပါရမီကိုအတတ်နိုင်ဆုံးအတုယူပြီးမေတော်လိုပဲဘုရားသခင်ရဲ့အလိုတော်တိုက်ဖြစ်ပါစေလို့နှိမ်ချစွာလက်ခံနိုင်ဖို့ရန်ကြိုးစားဆုတောင်းရပါမည်အလိုလက်ခံတဲ့အတိုင်းလည်းပဲလက်တွေ့ဘဝမှာအကောင်းဆုံးအပြည့်ပြည့်စုံဖြစ်တော်လဲကျင့်ကြံနေထိုင်ကြဖို့လိုအပ်ပါတယ်ဓမ္မသာရင်ကျွန်တော်အားလုံးဒီမေတော်လူတန်ရှင်းမြင့်မြတ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပြီး
ကျွန်တော်တို့ရဲ့နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ကောင်းကင်ဒုက္ခချမ်းသာကိုဆန်းစားနိုင်ကြမှာဖြစ်ပါတယ်ခုနဆရာတော်ကြီးဖိုရန်စင်နဲ့တူတကွတခြားတော့ကျွန်တော်တို့ကက်သလစ်ဘာသာရေးဓမ္မပညာရှင်များကဘယ်လိုသုံးသပ်လဲဆိုတော့ဒီကနေ့ကဘာကြီးရဘာဖြစ်လို့အပြစ်နဲ့မကောင်းမှုဒုစရိုက်နဲ့ပြည့်နဲ့နေတယ်လဲဆိုတဲ့အကြောင်းသူတို့ရဲ့တွေ့ရှိချက်ကတော့စာတန်မာနရဲ့ခေါင်းကိုချီနှင်းတဲ့မေတော်သခင်မကိုအကူအငီမတော်မကူးစားမိလို့ပဲဆူထားကြပါကျွန်တော်တို့ကစေပရိနဲ့တိုက်ပွဲဝင်ကြမည်စေပရိနဲ့ကိုရောနဲ့တွေ့မှဒါကြောင့်မေတော်သခင်မထံတရာကြည်ညိုခြင်းရော့နေကြဆင်းလာလေလောကထဲမှာတော့နတ်ဆိုးနဲ့မကောင်းမှုများကြီးဆူးလာလေဆိုရင်ဆရာအကောင်းဆုံးကတော့ကျွန်တော်တို့ရဲ့နှလုံးသားကျွန်တော်တို့ရဲ့မိခင်မာရိယာဟာကြီးတော်ပေါင်းနဲ့ပြည့်စုံတော်မူသောမေတော်ဖြစ်တယ်လို့ဆင်လူးဝစ်မွန်ဖော့ဒ်ကဒီလိုပြောတယ်လဲဆိုတော့ခမည်းတော်ဖျားကဇီများတဏီယာမှာစုဝေးတဲ့နေရာကိုပယ်လေသမုဒ္ဒရာလုံးဟောဆိုတယ်လို့ကြီးတော်အပေါင်းပိုက်ဆိုင်တဲ့မေတော်မာရိယာကိုလည်းပဲတော့မေတော်မာရိယာလို့ခေါ်ပါတယ်လို့ပြောဆိုကြပါတယ်အရှင်ဘာသူပေါင်းတို့မေတော်သခင်မဟာသူ့ကိုတရားကြည်ညိုသူများဖြစ်ဖို့တာသူမေတော်မလိုလားဘူးသူ့လိုပဲသူ့ရဲ့သားတော်ခရစ်တော်သခင်ရဲ့နောက်လိုက်တပည့်ကောင်းဖြစ်ဖို့ရာမေတော်ကအထူးလူလာတန်တနေပါတယ်သူမလိုခရစ်တော်သခင်ရဲ့သာသနာပြုခြင်းကိုနားလည်သဘောပေါက်ပြီးနောက်လိုက်တပည့်ကောင်းသာသနာပြုကောင်းဖြစ်စေခြင်းပါတယ်ဒါကြောင့်မေတော်သခင်မရဲ့ပွဲနေ့ကိုကျင်းပခြင်းအပြင်ဆရာတော်အနေနဲ့အမျိုးသမီးများဧဝံဂေလိတရားပြန့်ပွားရေးမှာပါဝင်လာကြဖို့လဲတိုက်တော်နှိုးဆော်ခြင်းပါတယ်မေတော်လိုပဲသခင်ယေရှုကိုမိမိတို့ရဲ့နှလုံးသားထဲမှာပိုက်ထွေးရင်းမိသားစုဝန်သားသမီးများအတွက်တမန်တော်များဖြစ်နိုင်ကြပါစေဧဝံဂေလိတရားတော်ကိုခံယူကြုံကြည်သူဘဝမှာဧဝံဂေလိတရားကိုပြောဟောပြောနိုင်သူပွင့်ပြန့်ပွားနိုင်စီသူအပြောနဲ့ဟောနဲ့ဘဝနဲ့တရားဟောနိုင်ကြသူများဖြစ်ပါစေလို့လဲဆရာတော်အနေနဲ့ဆုတောင်းပေးပါတယ်လူသားအစပါရဒိစုဥယျာဉ်ကလို့အဆိုရှိပါတယ်ဒီကဲတဲ့ချင်းသမိုင်းမှာဥယျာဉ်ကအရေးကြီးတဲ့ပုံပေါက်တယ်ဒါပေမဲ့ဒီပျော်စရာကောင်းတဲ့တာယာနာပျော်ပွဲအခြေအနေကိုအာရမနဲ့အေဝါတို့ရဲ့ပြစ်ကြောင့်လူသားတွေကဆုံးသွားခဲ့ပါတယ်မဆာနဲ့ဆိုတဲ့တာမစ်ထားတဲ့အသီးစားမီလို့ကျင်းစာတက်လိုက်သေးတယ်အာရမနဲ့အေဝါအဲ့ဒီဥယျာဉ်ကနေမောင်းထုတ်ခံခဲ့ရတယ်အနိဋ္ဌာယုံပျော်စရာကောင်းတဲ့အချိန်ကနေပြီးတော့ခန်းချောက်သွားတဲ့အချိန်ဘဝအစပြီဒီလိုကြည်ရောနဲ့ကဲမဲ့တဲ့ဘဝကနေမေတော်မာရိယာကပျောက်ဆုံးသွားတဲ့ပါရဒိစုကိုသူ့ရဲ့ယုံကြည်ခြင်းနဲ့သူ့ရဲ့နှလုံးသားမှာပါရဒိစုဥယျာဉ်ကိုပြန်ပြီးတော့လုပ်ခဲ့ပါတယ်ဒါဟာအပြစ်မဲ့တရီယူခြင်းရဲ့အစဒီမှာလည်းပဲသူကသခင်ခရစ်တော်ပဲကျူစုလက်ခံတဲ့သူ့ရဲ့ဖြူစင်တဲ့ဘယ်လိုပြောမှလဲခန္ဓာတော်နဲ့သူ့ရဲ့ဥယျာဉ်ကိုတည်ဆောက်နိုင်တဲ့မေတော်လို့ဆရာတော်အနေနဲ့သင်စားခြင်းပါတယ်။အဲဒါကျွန်တော်တို့ဒီကျင်းစာတဲ့နောက်ပိုင်းမှာကျင်းစာကိုဖြီးပြီးမဲ့တယောက်လို့တယ်။အဲ့ဒါကြောင့်မို့ဒီကျင်းစာကိုဖြီးပြီးမဲ့တယောက်ကိုတန်ပေါလောပဲလို့ပြောတယ်လဲဆိုတော့
ယခုအသက်ပင်မှအသီးကိုစားသူတို့သည်ကျင်းစုချင်းခံရမှုမှကဲလွတ်ကြပြီးလျက်သခင်ခရစ်တော်ရဲ့ကယ်တင်ခြင်းလုပ်ငန်းအဖြစ်ဖျားသခင်နဲ့လူတို့အကြားကြည်အေးမှုကိုရယူပြီးပြီဖျားသခင်ဤကောင်းကြီးမင်္ဂလာများကိုသာတစ်ခုပြီးတစ်ခုရရှိပါလိမ့်မယ်လို့အခုနာကြီးဆရာအတန်ကနေတာယာနာပြောပွဲမင်္ဂလာစကားကိုတန်ပေါလိုကနေကျွန်တော်တို့ကိုပြန်ကြားရှိပါတယ်အဲ့ဒါတည်ငကောင်းသခင်ခရစ်တော်ရဲ့အသေးခံတော်မူသောလေဝါကားတိုင်းဟာအသက်ပင်ဖြစ်လာပါတယ်ဒီအပြင်ခရစ်တော်သခင်သည်မိမိအားယုံကြည်သူတို့အတွက်ထာဝရအသက်ရှင်ခြင်းချမ်းသာကိုပြီးတဲ့အသက်မြတ်ဆန်းကြီးလို့လည်းဟောထားပါဒါကြောင့်အသက်ပင်နဲ့အသက်မြတ်ဆန်းကြီးပိုင်ရှင်မေရသခင်မကိုတရားကြည်ညိုရင်းသခင်မတို့ပါရမီများကိုစီးပူးခြင်းအဖြစ်ဖရာသခင်ရဲ့ကောင်းကြီးမင်္ဂလာအဖျားဖျားရရှိခံစားနိုင်အောင်ကြိုးစားကြပါစို့ဆုတောင်းကြပါစို့ဘာသူအပေါင်းတို့ဒီကနေ့မေတော်အပြစ်မဲ့တရီယူတော်မူတဲ့ပွဲမှာမေတော်ရဲ့အပြစ်ကင်းစင်မှုကိုစာနမူနာထားအတူယူပြီးအပြစ်များရှောင်ကြဉ်နိုင်အောင်တဏိတခြားဖြူစင်နိုင်အောင်ကြိုးစားအားထုတ်ကြပါစို့သူတို့ဖြင့်ဒီအချိန် COVID-19 virus ယောဂပြန့်ပွားတဲ့အချိန်မှာကမ္ဘာကြီးကအမောင်မဲမောင်နေပါဝမ်းနဲ့ပက်လက်နဲ့နေကြတယ်ဒီအချိန်မှာမေတော်နဲ့သူစိတ်ပရိနဲ့တိုက်ပွဲဝင်ဆုတောင်းကြပြီးသခင်ခရစ်တော်မွေးဖွားခြင်းအပြင်ဝမ်းနဲ့ခြင်းကနေဝမ်းသာတဲ့ပြုစွန့်ဝေကောင်းတဲ့လောကနဲ့နှလုံးသားများကိုကျွန်တော်ပြင်ဆင်ကြပါစို့မကြမ်းမမာတော့ပုဂ္ဂိုလ်များအတွက်ကျွန်တော်တို့ဆုတောင်းပေးကြပါစို့အထူးသဖြင့်ဆရာဝန်ဆရာမများကျမ်းမာရေးဝန်ထမ်းများအတွက်လည်းဆုတောင်းပေးကြပါစို့လို့တိုက်တွန်းခြင်းနှိကုံးချုပ်အပ်ပါတယ်